အားလုံးပဲမင်္ဂလာပါရှင်။ကြောင်းလာတဲ့နိုင်ငံတော်ကြီးကဲများနဲ့ဆိုရဖွဲ့ဝင်များပြန်ကြားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးမမောင်နဲ့လူကြီးမင်းများရုပ်ရှင်အစည်းအရုံးမှနိုင်ကများနဲ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌရုပ်ရှင်အစည်းအရုံးမှအမှုဆောင်အဖွဲ့ဝင်များအကယ်ဒမီအကဲဖြတ်ပေးပါတော့အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်လူကြီးမင်းများနဲ့ရုပ်ရှင်လောကသူလောကသားများအားလုံးဒီနေ့ကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ဥစွာပထမကျမဒီစင်မောတက်လို့ရအောင်ကျမကိုလူလောကကြီးတဲ့ကိုစင်ဂမန်တယောက်နေနဲ့မိခင်တယောက်ထဲနေနဲ့ကျမကိုမွေးထုတ်ပေးခဲ့တဲ့ကျမရဲ့အမေဒေါ်ချိုချိုမအမေ TV ကနေကြည့်နေတာအမေကိုဒီနေ့ကနေပြီးတော့သမီးကြောပါတယ်မေဒုတိယအနေနဲ့ကျမရဲ့ကျွေးမိဘတွေဖြစ်ကြတဲ့ကျမရဲ့ကြီးတော်ကြီးအကယ်ဒမီဒေါ်မြင့်မြင့်ခိုင်နဲ့ကွယ်လွန်သွားပြီဖြစ်တော့ကျမရဲ့ဦးလေးဖေကြီးကိုဒီနေ့ကနေပြီးတော့ကြောပါတယ်ပြီးတော့ကျမရုပ်ရှင်လောကထဲကိုပထမအဆုံးဝင်တဲ့အချိန်မှာခေါင်းဆောင်မင်းသမီးအဖြစ်စံရေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတင်ရိုက်ပေးခဲ့တဲ့ဒါရိုက်တာအကယ်ဒမီလေးလေးဦးကြည်စိုးထွန်းသမီးဒီနေ့ကနေပြီးတော့ဂါရဝပြုကြောပါတယ်သမီးကိုအခုကျမဒီနေရာမှာရပ်နိုင်မှုအတွက်မောက်မီပြားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက်တော်များညိုဖြစ်ခွင့်ပေးခဲ့တဲ့ဟိုးရင်ဗီဒီယိုဇာတ်ကားကလေးတွေကအမြဲတမ်းတန်ဖိုးထားအလေးထားဆက်ဆံပေးတဲ့အောင်တီရီရုပ်ရှင်ထုတ်လုပ်ရေးမှာဒေါက်တာကျော်ကျော်ဦးကိုအောင်ကိုဦးနဲ့အောင်တီရီရုပ်ရှင်ထုတ်လုပ်ရေးကိုတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီမောင်မီပြားကိုတကယ်ကိုတော်များညိုဖြစ်အောင်ဘေးကနေစုတက်လက်6တက်လက်နဲ့ရိုက်ပေးခဲ့တဲ့ဒါရိုက်တာမဲမင်းပုံညီမလေးရင်ထဲကနေလှိုက်လိုက်လဲလဲနဲ့ကျေးဇူးအများကြီးတင်ပါတယ်မင်းသမီးစလုပ်တဲ့အချိန်ကနေစပြီးတော့အခုချိန်ထိဘေးကနေအကြံဉာဏ်တွေပေးပြီးတော့မှအကောင်းတွေအဆိုးတွေနဲ့သွန်သင်ဆုံးမပေးခဲ့တဲ့ကျမရဲ့အကိုကြီးဖရာဖြစ်တဲ့အကယ်ဒမီကိုခန့်စီသူကိုဒီနေရာနေပြီးတော့ကြောလိုက်ပါတယ်ရှင်ကျမဒီရုပ်ထုလေးဒီအကယ်ဒမီရွှေစင်ရုပ်ထုကိုရခဲ့တဲ့အတွက်ကျမမှာကလေးပေါင်း140ကျော်ရှိပါတယ်ကလေးလေးတွေသူ့အမေရုပ်ရှင်မင်းသမီးဆိုတာသိလိုက်တဲ့အချိန်မှာကျမဒီရုပ်ထုလေးယူထားတယ်လို့ပြောလို့ရတဲ့အတွက်ကျမအယံဝမ်းသာမိပါတယ်ရှင်ပြီးတော့နောက်ဆုံးအနေနဲ့ကျမဘဝမှာကျမတွေ့ခဲ့ရတဲ့သူတွေမှာကျမပေါ်မှာအတ္တတွေကြီးငွေရေးကြေးရစမမှန်မကန်စည်ရင်းမမှန်ခဲ့တဲ့လူတွေအများကြီးနဲ့ကျမကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့အခုချိန်မှာကျမဘေးနားမှာမမရက်ပြီးစည်ရင်းစေတနာအမှန်နဲ့ကျမပေါ်မှာမေတ္တာစေတနာရင်းနဲ့ဘေးနားမှာစကောင်းသူဆိုးဘက်ရှိနေပြီးတဲ့ဇင်မြအောင်လည်းဒီကနေကျေးဇူးအများကြီးတင်ပါတယ်ကျမကိုချစ်ပေးတဲ့ချစ်တဲ့ပြိတ္တခိုင်နှင်းဝေဆိုပြီးတော့ကျမကိုအခုလိုမျိုးနေရာလေးပေးနေတဲ့ချစ်တဲ့ပြိတ္တကြီးအားလုံးနဲ့ဒီနေရာလေးလေးလေးစားစားနဲ့ဂါဝရပြုပြီးနှုတ်ခွန်းဆက်တာပါတယ်ရှင်အခုလိုကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသမီးဇက်ပုတ်ဆုရှင်အကယ်ဒမီခိုင်နှင်းဝေ